ကျွန်တော်ဘန်ကောက်မှာကျောင်းတက်ဖို့စဉ်းစားနေတဲ့ကျွန်တော်တို့ကျောင်းသားတွေအတွက်ဒီ DPU တက္ကသိုလ်ကဝါတစ်ဆက်ချိုးပြောင်းလဲနိုင်တဲ့တက္ကသိုလ်တွေကတခုလို့ကျွန်တော်ပြောလို့ရတယ်ဗျပြီးတော့ဒီတက္ကသိုလ်မှာကျွန်တော်ရွေးချယ်လို့ရတဲ့ဘာသာတွေကလည်းအများကြီးကိုမှရှိပါတယ်ကျွန်တော်ဒီ DPU တက္ကသိုလ်မှာစိတ်ဝင်စားဖို့ကောင်းတဲ့ဘာသာရပ်တွေအများကြီးပဲဗျာကျွန်တော်ဒီ digital media လိုမျိုး content creation နဲ့ပတ်သက်တဲ့ဘာသာရပ်တွေရယ်ပြီးတော့ engineering မှာဆိုရင်လည်းဒီ robot ကနေပေါ့နော် game software ရေးတဲ့အထိဘာသာရပ်တွေကလည်းအများကြီးရှိတယ်နောက်ပြီးကျွန်တော်ဒီ aviation ဒေကြောင်းလိုင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ဒီလေယာဉ်မှုတို့လေယာဉ်မဲတို့အစရှိတဲ့ဘာသာရပ်တွေကလည်းစိတ်ဝင်စားဖို့အရန်ကောင်းပါတယ်ဗျာကျွန်တော်ဒီနေ့ဒီ DPU campus ကိုတိုးပတ်ကြည့်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီကတာဝန်ရှိတဲ့ဒီညီမကျောင်းသားညီလေးကျောက်ကိုကျွန်တော်တို့ခေါ်ထားရဗျာနော်အဲ့တော့ကျွန်တော်တို့ဒီ campus ကိုတိုးသွားကြည့်အောင်ဗျာလားဟိုဒါကတော့ကျွန်တော်ဒီ DPU ရဲ့ main campus ပေါ့နော်အောက်ထပ်မှာ campus တော့အပေါ်ထပ်မှာဒီ hospitality အတန်းတွေအတွက်သူတို့ program တွေသင်တန်းတွေပေးတဲ့နေရာဗျာဟုတ်လားဒါခဏချက်ဝင်ကြည့်အောင်နော်အဲ့တော့ကျွန်တော်ဒီကျောင်းက hospitality major ပေါ့နော်သူတို့ရဲ့ဒီ cooking သင်တန်းပေါ့ဟုတ်လား cooking အတန်းပေါ့အပါရာရက်ပေါ့ဆရာတွေညွှန်ကြားမှန်းချက်မယ်ပေါ့ဒီ procedure ဒါကြောင့်မို့ business owner တွေကျွန်တော်တို့လိုမျိုး content creation ကိုစိတ်ဝင်စားတဲ့လူတွေနောက်ပြီးတော့ဒီ international company အကြီးတွေမှာအလုပ်လုပ်ဖို့စိတ်ဝင်စားတဲ့လူငယ်တွေအတွက်ဒီကျောင်းဟာရွေးချယ်တင်တဲ့အကြောင်းတစ်ကြောင်းနဲ့မှာပါပါတယ်ဗျပြီးတော့ဘန်ကောက်လိုမျိုးနေရာမှာလာပြီးတော့ဒီ networking တည်ဆောက်တာတွေပေါ့နော်ပြီးတော့ဒီမှာပတ်သက်တဲ့အကြောင်းသားတွေနဲ့ရှေ့ communicate လုပ်နိုင်မယ့်အကြောင်းတစ်ခုဆိုလည်းမမှားဘူးပေါ့ဗျာ